ခင်ဗျားတို့ကျွန်တော်မေးပြန်တစ်ခုရှိပါတယ်အဲ့ဒါကတော့ခင်ဗျားတို့ဇိမ်ခံသင်းမောကြီးတွေပေါ်ရောက်ဖူးကြလားဒါမှမဟုတ်ဗီဒီယိုတွေထဲမှာတော့မြင်ဖူးကြမှာပါအဲ့ဒီဟိုတယ်ကြီးတစ်ခုစာမကကြီးမားလှပလွန်တဲ့ဇိမ်ခံသင်းမောကြီးတွေပေါ်ကအိမ်သာရေဆွဲတဲ့ခလုတ်လေးတစ်ချက်ကဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့သင်းမောလိုင်းကြီးတစ်ခုလုံးကိုဒုက္ခဆိုးကြီးပေးပစ်နိုင်တယ်ဆိုရင်ခင်ဗျားတို့အနေနဲ့ယုံကြမှာလားဟုတ်ပါတယ်ဒါကကျွန်တော်နောက်ပြောင်နေတာလို့ထင်ရပေမဲ့ဒါဟာတကယ်အမှန်တရားပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်တော့ခင်ဗျားတို့ရေဆွဲချလိုက်တဲ့အညစ်အကြေးတွေကပင်လယ်ထဲကိုဓာတ်ရိုက်ရှော့ကနေတန်းကျသွားခဲ့တာမဟုတ်ပါဘူးအဲ့ဒီအညစ်အကြေးတွေကသင်္ဘောအောက်ခြေကခီးတွေဘယ်တော့မှမမြင်နိုင်တဲ့မရောက်ရှိနိုင်တဲ့လျှို့ဝှက်ဆက်ုံကြီးလိုနေရာတစ်ခုကိုစက္ကန့်ပိုင်းအတွင်းမှာဆွတ်ယူခံလိုက်ရတာကြောင့်ဖြစ်ပါတယ်အဲ့ဒီနေရာမှာဆိုရင်တော့ညစ်ပတ်တဲ့ရေစိုးတန်ချိန်ထောင်ကြီးဘက်တီးရီးယားပေါင်းဘီလီယံချီနဲ့သင်္ဘောအရင်ထက်တောင်မှပို့ပြီးတော့အမားခံလို့မရတဲ့စနစ်တစ်ခုကရှိနေပါတယ်ဒီအောက်ကယောဂပိုးသက်ဆေးလိုမျိုးအရေးတစ်မျိုးကိုအိမ်သာထဲမှာအမားရုံနဲ့လောင်းချလိုက်မိတာနဲ့ဒေါ်လာဘီလီယံချီတန်တဲ့တင်မော်ဂျီတစ်စီလုံးကခီးစဉ်ရန်နာလိုက်အထိကိုဖြစ်သွားနိုင်ပါတယ်အလောက်ထိတောင်မှဒါကအရန်ကိုအနေများပြီးတော့ view ဆိုင်ဖို့လိုအပ်တာပါလူအများစုကတော့တင်မော်ကြီးတွေပင်လယ်ထဲခီးနေတဲ့အခါမှာအိမ်သာထဲကအညစ်အကြေးတွေကိုပင်လယ်ထဲပုံပြီးတော့ခိုးချတယ်လို့ထင်တတ်ကြပါတယ်အဲ့ဒီထဲမှာအရင်တော့ဆိုရင်တော့ကျွန်တော်အပါဝင်လည်းဖြစ်ပါတယ်ဒါပေမဲ့နည်းနည်းလောက်စဉ်းစားကြည့်ပါတင်မော်တစ်စင်းပေါ်မှာလူထောင်နဲ့ချီနေထိုင်စားသောက်ပြီးတော့မနက်ခင်းအိမ်သာတက်ကြတဲ့အခါမှာနေ့စဉ်ထွက်လာတဲ့ရေစိုးပမာဏကကျွန်တော်တို့ကုန်းပေါ်ကမြို့ငယ်လေးတစ်မျိုးစာလောက်ကိုရှိနေတာပါပြောရမယ်ဆိုရင်တော့ဒါကအတော်များတဲ့ပမာဏလို့ဆိုရမှာဖြစ်ပါတယ်ခေတ်ပေါ်ဇိမ်ခံသင်္ဘောကြီးတွေကအဲ့လိုရှောက်ချနေခဲ့မယ်ဆိုရင်တန်ငွေဆောင်နေမကပါဘူးသူတို့ကအပြစ်ပေးခံရပါတယ်ဘလို့တွေအပြစ်ပေးခံရလဲဆိုရင်တော့သူတို့ကစိတ်ကမ်းမှာသင်္ဘောပါသိမ်းခံရတာဒါမှမဟုတ်သင်္ဘောကုမ္ပဏီကြီးတစ်ခုလုံးဒီဝါလီခံရတဲ့အထိကိုဖြစ်သွားနိုင်ပါတယ်ဒါလည်းသဘာဝပတ်ဝန်းကျင်နဲ့သက်ဆိုင်ပြီးတော့ချမှတ်ထားတာအများကြီးရှိပါတယ်တကယ်တော့အဲ့ဒီအညစ်အကြေးတွေကိုဖြည့်ရှင်းတဲ့ပုံစံကပင်လယ်ထဲပစ်ချလိုက်တာထက်အများကြီးကမှပိုရှုပ်ထွေးသလိုပို့ပြီးတော့လဲယွန်းစရာကောင်းလာပါတယ်ကျွန်တော်အရင်ခေတ်ကသင်္ဘောတွေနဲ့နှိုင်းယှဉ်ပြီးတော့ပြောပြပေးပါမယ်အရင်ခေတ်ကသင်္ဘောတွေမှာဆိုရင်တော့အဆိုးအဆုံးနေရာကဂုံးဘက်ပေါ်မှာမဟုတ်ဘဲနဲ့ဂုံးဘက်အောက်ခြေမှာဖြစ်ပါတယ်ဂုံးဘက်ပေါ်မှာဆိုရင်တော့ရှမ်ပိန်တောက်ပြီးတော့ပွဲလန်းသပင်တွေကျင်းပကာဝဲတွေလုံနေတဲ့သူကလုံနေကြတာပေါ့ဗျာအဲ့လိုကာဝဲတွေလုံနေတဲ့အချိန်မှာအောက်မှာဆိုရင်တော့အညစ်အကြေးပိုက်လိုင်းတွေပိတ်ဆို့ပြီးတော့နန်းဆုံနေတာမျိုးတွေရှိနိုင်ပါတယ်ဒါရှေ့ခေတ်သင်္ဘောအနေနဲ့ပြောပြပါအတော်လေးကိုညစ်ပတ်ပြီးတော့ဂုံးဘက်အောက်ခြေမှာနန်းဆုံနေပြီးတော့ယွန်းစရာကောင်းတဲ့အနေထားပါအဲဒီတော့အင်ဂျင်နီယာတွေကကျွန်တော်တို့မျိုးပြရေစိုးမြောင်းနေလိုမျိုးအညစ်အကြေးတွေကိုကဘာမြေဆွဲအားကြောင့်အောက်ကိုသူ့လိုစီးကျသွားတဲ့စနစ်ကိုပဲသုံးခဲ့ကြတာပါပြောရမယ်ဆိုရင်တော့ဒီစနစ်ကိုတော့ gravity drain system လို့လည်းခေါ်ပါတယ်ဒါပေမဲ့ဒီနေရာမှာကုန်းမြေနဲ့ပင်လယ်ပြင်တွေကဘာကွာလဲဆိုတော့ကုန်းမြေကမလှုပ်ပေမဲ့သင်္ဘောကြီးကတော့ပင်လယ်ထဲမှာအမြဲတမ်းလှိုင်းလုံးတွေကြောင့်ရင်းထိုးလှုပ်ရှားနေတာဖြစ်ပါတယ်မုန်တိုင်းနဲ့တိုးလို့သင်္ဘောကြီးဘေးကိုတိမ်းဆောင်းသွားတဲ့အခါမှာပိုက်လိုင်းတွေကအညစ်အကြေးတွေကကဘာမြေဆွဲအားကြောင့်အောက်ကိုဆင်းမသွားတော့ဘဲနဲ့အပြင်ကိုပြန်ရှန်ထွက်လာတတ်ပါတယ်ဒါကအရန်ကိုအနေရှိပါတယ်ပြီးတော့အောက်ဆုံးထပ်ကအိမ်သာတွေလက်စည်းကန်တွေကနေပြီးတော့အနံ့ဆိုးတွေနဲ့တူပဲအညစ်အကြေးတွေမီရှူမီပန်းလိုပန်းထွက်လာတတ်ပါတယ်ပြောရမယ်ဆိုရင်တော့မျက်လုံးထဲကိုမြင်အောင်ကြည့်လိုက်ဗျာဘယ်လောက်ထိယွန်းစရာကောင်းမလဲဆိုတာသင်္ဘောပေါ်မှာစီးဖို့လိုက်လာတဲ့ခီးတဲ့တယောက်ကဒေါ်လာထောင်ချီပေးထားတဲ့ဇိမ်ခံခန်းလေးကစက္ကန့်ပိုင်းအတွင်းပဲငရဲကန်းဖြစ်သွားတဲ့ပုံစံမျိုးကိုဖြစ်သွားတာပါတကယ်တော့သင်္ဘောကြီးတွေကရေထဲတကယ်နင်းမြုပ်မှာကိုကြောက်တယ်လို့ပဲရေစိုးထုတ်စနစ်ပျက်စီးသွားမှာကိုလည်းအရန်ကြောက်ကြပါတယ်နောက်ပိုင်းမှာအင်ဂျင်နီယာတွေကအညစ်အကြေးတွေကသူ့လိုစီစဉ်သွားအောင်စောင့်နေလို့မရဘူးအတင်းဆွဲထုတ်မှရမယ်ဆိုတာကိုသိလာခဲ့ကြပါတယ်ဒါကပြောရမယ်ဆိုရင်တော့အင်ဂျင်နီယာပိုင်းဆိုင်ရာတိုးတက်မှုလို့ဆိုရမှာပါဒါကြောင့်ခေတ်ပေါ်သင်္ဘောတွေပေါ်မှာဆိုရင်တော့လေယာဉ်နဲ့ဆုပ်စနစ် vacuum flush system ကိုသုံးလာခဲ့ကြတာပါဒါကတော့ခေတ်ပေါ်နည်းပညာတစ်ခုလို့ပြောရမှာဖြစ်ပါတယ်ခင်ဗျားတို့သင်္ဘောပေါ်မှာအိမ်သာရေဆွဲချလိုက်လို့ထွက်လာတဲ့ဆူချာချာအတန်ကြီးတစ်ခါလီမှာရှူးဆိုပြီးတော့ထွက်လာတတ်ပါတယ်အဲ့ရှူးဆိုတာကတော့ဒါမှန်ရေဆွဲတံမဟုတ်ပါဘူးလေယာဉ်နဲ့အဆုရှင်ပွန့်ထွက်သွားတဲ့အတန်ပဲဖြစ်ပါတယ်ဒါလည်းဒီစနစ်အတွက်အဓိကသုံးထားတဲ့ဟာကြောင့်ဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာခေဟောင်းနဲ့ခေတ်သစ်နည်းပညာတစ်ခုကိုနှိုင်းယှဉ်ပြခြင်းပါတယ်ခင်ဗျားတို့နားရှင်းအောင်ပြောပြရမယ်ဆိုရင်တော့ခင်ဗျားတို့လေယာဉ်ပြန်စီးပွင့်ကြားဘူးမဲ့အိမ်သာရေဆွဲတံနဲ့ဒီအခုသင်္ဘောပေါ်ကရေဆွဲတံကအတူတူပဲဖြစ်ပါတယ်ပို့ပြီးတော့စမ်းကြည့်တာကတော့အာဂါတာစကန် ISS ပေါ်မှာအာဂါတာရင်မှုတွေသုံးတဲ့အိမ်သာစနစ်နဲ့အခြေခံသဘောတရားကလုံးဝကိုအတူတူနှီးပါဖြစ်ပါတယ်ကုန်းပေါ်ကအိမ်သာတွေလိုရေ3ဂါလန်4ဂါလန်မသုံးပါဘူးရေအနည်းငယ်ပြောရမယ်ဆိုရင်တော့1လီတာလောက်သာသုံးပြီးတော့လေဖိအားခြားနာချက်နဲ့အညစ်အကြေးတွေကိုအတင်းဆုပ်လိုက်တာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ဒီကောင်တွေကဒီပညာပုံမြင့်တယ်လို့ပြောရမှာဖြစ်ပါတယ်ကျွန်တော်ကုန်းပေါ်မှာဆိုရင်တော့ရေအတွက်အများကြီးကုန်ကြခံပြီးတော့ရေပို့သုံးရတဲ့အနေအထားပဲဖြစ်ပါတယ်အဲ့ဒီညစ်ကြေးတွေကလေဖိအားကြောင့်ပိုက်လိုင်းတွေကိုတနာရီကိုကီလိုမီတာ150နီးပါးမြန်နှုန်းနဲ့ချက်ချင်းဆုပ်ယူခံရပါတယ်ဒါကသူ့လိုစီးသွားတာမဟုတ်ဘဲနဲ့မမြင်ရတဲ့လေဟာနဲ့လက်တစ်ဖက်ကနေပြီးတော့
တင်းမောရဲ့အောက်ခြေကိုအတင်းဆွဲချလိုက်တယ်လို့ဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့လေဟာနယ်ကလက်ကြီးဖြစ်နေပေါ့ဗျာသူကနေပြီးတော့လေဟာနယ်ကိုသုံးပြီးတော့ဆွဲချလိုက်တာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဒီနေရာမှာစဉ်းစားနေရရှိပါတယ်အဲ့ဒါတော့အဲ့ဒီရဲ့အညစ်အကြေးတွေကဘယ်ကိုရောက်သွားတာလဲဆိုတာပါတင်မောပေါ်ကပိုက်လိုင်းတွေကိုသေးသေးချာချာနှစ်ပိုင်းခွဲခြားထားပါတယ်အဲ့ဒါဘာတွေလဲဆိုရင်တော့ရေချိုးတာအဝတ်လျှော်တာရေကူးကန်နဲ့ဘုံပိုင်ကထွက်တဲ့ရေကို grey water လို့ခေါ်ပြီးတော့အိမ်သားထွက်တဲ့အညစ်အကြေးပါတဲ့ရေကိုတော့ black water ရေမဲလို့ခေါ်ကြပါတယ် black water ကတော့တီးတန့်ပိုက်လိုင်းတွေကနေစဉ်တင်မောရဲ့အနက်ရှိုင်းဆုံးအောက်ခြေမှာရှိတဲ့ဘလုံပိတ်တန်းစင်ကန်တွေကိုရောက်သွားမှာဖြစ်ပါတယ်အဲ့ဒီနေရာဟာတင်မောရဲ့တကယ်မြေအောက်ကဘာလိုပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့အဲ့ဒီနေရာကတီးတန့်အခန်းတစ်ခုလို့သတ်မှတ်ထားတာဖြစ်ပါတယ်အညစ်အကြေးတွေကတန်းစင်ကန်နဲ့ရောက်တာနဲ့ပထမဆုံးအဆင့်အနေနဲ့ကတော့တီရှူးတွေနဲ့အညစ်အကြေးတွေကိုအစိမ့်စိမ့်ပေါ်မှာဖြစ်သွားအောင်ကြိတ်ချီလိုက်ပါတယ်အဲ့ဒီအညစ်အကြေးတွေကိုတော့စတီထားသွားရေးတွေနဲ့ဆန်ပြုတ်လို့ဖြစ်သွားအောင်ကြိတ်လိုက်တာဖြစ်ပါတယ်ဒါတွေကိုကျွန်တော်စဉ်းစားကြည့်ရလွယ်အောင်ရှင်းပြရမယ်ဆိုရင်တော့ကျွန်တော်တို့အိမ်မှာသုံးတဲ့ blender စစ်သီးဖျော်စံကြီးတွေကိုအသီးတွေထည့်ပြီးတော့ဖျော်လိုက်သလိုပဲဖြစ်ပါတယ်ဒီနေရာမှာအဆိုင်ခဲမရှိတော့ဘဲနဲ့ရေစိုးအရေလုံးဝဖြစ်သွားအောင်ပြုလုပ်လိုက်တာဖြစ်ပါတယ်အဲ့ဒီမှာခီးသည်တွေပြစ်ချလိုက်တဲ့ plastic ပလင်းမုံတွေကစားစရာတွေလိုမျိုးအလိုလျောက်မပြိုကွဲနိုင်တဲ့ပစ္စည်းတွေကိုတော့စကားကြီးတွေနဲ့ထပ်ပြီးတော့စစ်ထုတ်ပြီးတော့တင်မောစိတ်ကန်းကတ်တဲ့အခါမှာကုန်းမော်ကိုတင်ပြီးတော့စနစ်တကျဆွန့်ပစ်ကြတာဖြစ်ပါတယ်ဒါကြောင့်လေပင်လယ်ထဲမှာအရန်အညစ်အကြေးနေသွားတာဖြစ်ပါတယ်ဒီနေရာမှာအနမ်းသက်ထပ်ပူကြောရတာကခီးသည်တွေမိုက်တွေကိုစီးကမ်းမဲ့ပစ်ချတာဖြစ်ပါတယ်တစ်ရှူးတွေ plastic အိတ်တွေမျိုးသမီးသုံးပစ္စည်းအသေးဖွဲလေးတွေကိုအိမ်သားထဲထည့်လိုက်တဲ့အခါမှာဆိုရင်ပိုက်လိုင်းတွေကပိတ်သွားနိုင်ပါတယ်လူထောင်တဲ့ချီရဲ့အိမ်သားတွေကပိုက်လိုင်းစနစ်တစ်ခုတည်းနဲ့ချိတ်ဆက်ထားတာကြောင့်ဒီနေရာမှာပြဿနာတက်တဲ့အခါမှာအခန်းပေါင်းဂျာနဲ့ချီတဲ့ area တစ်ခုလုံးကဒုက္ခရောက်ကုန်ကြမှာဖြစ်ပါတယ်ကျွန်တော်စောစောပြောပြတဲ့ blender ထဲမှာကြိတ်ချီပြီးတော့စစ်ထုတ်ပြီးတဲ့နောက်မှာဆိုရင်တော့တကယ်အဓိကအပိုင်းကစပါပြီအဲ့ဒီရရှိလာတဲ့ရေစိုးတွေကိုဘက်တီးရီးယားပေါင်းဘီလီယံချီမွေးထားတဲ့ဇီဝတုံ့ပြန်ကံ biological reaction chamber တွေကိုသူတို့ကပို့ဆောင်လိုက်ပါတယ်ဒါကနားထောင်ရတာယွန်းစရာကောင်းပေမဲ့လည်းဒီဘက်တီးရီးယားတွေကသင်းမောအောက်ခြေရဲ့အရေးကြီးဆုံးဝန်ထမ်းတွေပဲဖြစ်ပါတယ်တကယ်အလုပ်လုပ်တာကစက်ပစ္စည်းတွေမဟုတ်ဘဲနဲ့ဒီဘက်တီးရီးယားသက်ရှိတွေကအလုပ်လုပ်ကြတာဖြစ်ပါတယ်သူတို့ကဘယ်လိုလုပ်လဲဆိုတော့သူတို့ကရေစိုးထဲမှာပါတဲ့ organic drug ပေါင်းတွေကိုအစားအစာဖြစ်နေသုံးပြီးတော့ဝိုင်းစားသုံးကြပါတယ်ညစ်ပတ်တာတွေကိုဒစားစီခြေဖြတ်ပေးကြတာပါစက်တွေကတော့ဒီဘက်တီးရီးယားတွေမတည်သွားအောင်လို့ရေထဲကိုအောက်ဆီဂျင်တွေအဆက်မပြတ်မှုတ်သွင်းပေးနေတာကြောင့်ကန်ထဲကရေတွေကဟင်းရီပတ်နေသလိုမျိုးဒစားစီဖြစ်နေတာဖြစ်ပါတယ်တနည်းပြောပြရမယ်ဆိုရင်တော့ခင်ဗျားတို့စွန့်ပစ်လိုက်တဲ့အညစ်အကြေးတွေကိုဓာတုအက်ဆစ်နဲ့အရည်ဖြောတာမဟုတ်ဘဲနဲ့ဘက်တီးရီးယားတွေကတဖြည်းဖြည်းနဲ့ဝိုင်းစားသုံးပစ်လိုက်ကြတာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ဗျာကျွန်တော်တို့ web စာကြည့်မယ်ဆိုရင်အဲ့ဒီရဲ့ web channel ကိုပို့ပြီးတော့web တွေဝိုင်းစားလိုက်တဲ့ပုံစံမျိုးပဲမစင်တွေကကုံဆုံးသွားတာဖြစ်ပါတယ်ဘက်တီးရီးယားတွေကိုပိုးမွားတွေကစားသုံးပြီးသွားပြီမဲ့လဲရေကတော့လုံးဝစိတ်မချရသေးပါဘူးမမြင်နိုင်တဲ့ virus တွေနဲ့အညစ်အကြေးအမှုန်မွားလေးတွေကကြန့်ရှိနေပါသေးတယ်ဒါကြောင့်နောက်တစ်ဆင့်အနေနဲ့အဆင့်မြင့်တက်ဆင်မှုတွေကိုထပ်ပြီးတော့လှုပ်ဆောင်ရပါတယ်ဒီနေရာမှာအလွန်သေးငယ်တဲ့ membrane စကားရည်နဲ့စစ်ထုတ်ပြီးတော့မမြင်နိုင်တဲ့အမှုန်မွားတွေကိုဖယ်ရှားပါတယ်ပြီးတော့ခရမ်းလွန်ရောင်ကြီး UV light နဲ့ပိုးသက်ပြီးတော့ကျန်ခဲ့တဲ့ bacteria နဲ့ virus တွေကိုအစွမ်းမဲ့စေပါတယ်ဒီအဆင့်တွေပြီးသွားတဲ့အခါမှာဆိုရင်တော့အရင်ကညစ်ပတ်နေတဲ့ရေမဲတွေကတောက်ရည်နီးပါးကြည်လင်တဲ့ရေဖြစ်သွားပါတော့တယ်ပြောမယ်ဆိုရင်တော့အစစ်အစစ်လုပ်ပြီးတော့မှနောက်ဆုံးရေကြည်လာတဲ့အဆင့်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ထူးခြားတာကအိမ်သာစနစ်အတွက်အညစ်အကြေးထက်ပိုကြောရတာကအလွန်ကျွံတန်ရှင်းတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့တရားရောက်ကပြင်းထန်တဲ့တန်ရှင်းရေးသုံးစီးတွေပြောပြရမယ်ဆိုရင်ဓာတ်ထောတို့လိုပိုးဆက်စီးတွေကိုအိမ်သာထဲလောင်းချလိုက်တဲ့အခါမှာရေသွေးကိုတန်းဆင်ပေးနေတဲ့ဘက်တီးရီးယားတွေအကုန်လုံးကတည်ဆုံးကုန်လို့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဘက်တီးရီးယားလေးတွေကဓာတ်ထောကိုကြောက်ကြတယ်ပေါ့ဗျာတကယ်လို့အဲ့ဒီဘက်တီးရီးယားလေးတွေကတည်သွားမယ်ဆိုရင်စက်ရုံတစ်ခုလုံးကအလုံးမလုပ်တော့ပါဘူးပြောရမယ်ဆိုရင်တော့အဲ့ဒီရဲ့လှုပ်လှုပ်ပေးနေတဲ့ဘက်တီးရီးယားလေးတွေမရှိတော့ဘူးဒါကြောင့်ရေသွေးတန်းဆင်တဲ့စနစ်ကြီးကလည်းလုံးဝရန်နာသွားမှာဖြစ်ပါတယ်ဒါကြောင့်ဓာတ်တော်တို့ဘာလို့ပိုးသက်စီပြင်းအားကြီးတဲ့ကောင်တွေထည့်လို့မရဘူးပေါ့ဗျာဒါဆိုဒီနေရာမှာမေးစရာရှိတာကဒီလိုတန်းဆင်ပြီးသားရေကိုသင်းမောပေါ်မှာတောက်ရည်ဖြစ်နေပြန်သုံးတာလားဆိုတာပါအဖြေကတော့လုံးဝမသုံးပါဘူးသင်းမောပေါ်ကတောက်ရည်နဲ့ရေကူးကန်ရေဆိုတာပင်လယ်ရေကိုရေချိုချက်ဆက်နည်းနဲ့တန်းဆင်ထားတာဒါမှမဟုတ်ကုန်းပေါ်ကနေပြီးတော့ပိုက်နဲ့ဖိလာတာဖြစ်ပြီးတော့အိမ်သာသုံးရည်နဲ့ပိုက်လိုင်းလုံးဝတီးတန်းစီခွဲထားတာဖြစ်ပါတယ်အခုတန်းဆင်ပြီးသားရေတွေကိုပြန်ပြီးတော့သုံးတာမဟုတ်ပါဘူးအခုတန်းဆင်ပြီးသားရေကိုတော့အပြည်ပြည်ဆိုင်ရာပင်လယ်ပြင်မူဝါဒသတ်မှတ်ချက်တွေနဲ့အညီပင်လယ်ထဲဆွန့်ထုတ်တာဒါမှမဟုတ်သင်းမောရဲ့နည်းပညာပိုင်းဆိုင်ရာဆေးကြောမှုတွေမှာပဲပြန်သုံးကြပါတယ်ကြံရှိတဲ့အနေနဲ့တွေကိုလည်းရှောက်မပစ်ကြပါဘူးအတော်လေးကိုမှသတိကြီးစွာနဲ့လှုပ်ကြရတာဖြစ်ပါတယ်တန်းစင်ကန်အောက်ခြေမှာကြံနေတဲ့ခြေဖြတ်လို့မရတော့တဲ့အနေတွေကိုတော့ရေထုတ်ဖိသိပ်ပြီးတော့အပူချိန်မြင့်တဲ့မီးရှိုးဆက်ထဲကိုထည့်လိုက်ပါတယ်
ပြာနေငယ်ပဲကျန်တော့တဲ့အထိရှိုးပစ်ပြီးတော့စိတ်ကန်းရောက်တဲ့အခါမှာစနစ်တကျဆွန့်ပစ်တာဖြစ်ပါတယ်။တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရမယ့်နယ်မြေတွေရဲ့ရောက်တဲ့အခါမှာဆိုရင်တော့စနစ်တကျအငြိကြီးဆွန့်ထုတ်တဲ့အဆိုရှင်တွေကိုအလိုလျောက်ပိတ်ထားလိုက်ကြပါတယ်။တကယ်တော့သင်းမောကုမ္ပဏီတွေအကြောင်းအဆုံးကခီးတဲ့တွေတာမန်အိမ်သာတက်တာမဟုတ်ပါဘူး။အမိုက်တွေနဲ့ပြင်းထန်တဲ့ဓာတုပစ္စည်းတွေကိုအိမ်သာတွေကိုမသိအောင်လောင်းချလိုက်တာဖြစ်ပါတယ်။အဲဒီဆေးတွေကတန်းစင်ပေးနေတဲ့ဘက်တီးရီးယားတွေကိုတက်ပစ်လိုက်တဲ့အခါမှာဆိုရင်တော့ရေစိုးတန်းစင်စနစ်ကြီးတစ်ခုလုံးကလုံးဝကိုရပ်တန့်သွားသလိုဖြစ်သွားမှာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ကျွန်တော်စောစောကပြောပြခဲ့သလိုပဲဒီပြင်းထန်တဲ့ဓာတုဆေးတွေကိုပိုးမွားလေးတွေကကြောက်ကြပါတယ်။ရေစိုးတွေကတော့အိမ်သာတွေကနေပြီးတော့ drug စီးဝင်နေဦးမှာဖြစ်ပေမဲ့လည်းအဲ့ဒါတွေကိုဖြည့်ရှင်းပေးမဲ့ဘက်တီးရီးယားတွေမရှိတော့တာကြောင့်အနံ့သက်ဆူတွေကလေဝင်လေထွက်စနစ်ကနေတစ်ဆင့်သင်္ဘောတစ်စီးလုံးကိုပြန့်နှံ့သွားစီမှာဖြစ်ပါတယ်။အဲ့ဒီအခြေအနေတွေကပို့ပြီးတော့ဆိုးဝါးလာတဲ့ခါမှာဆိုရင်ခီးတင်တစ်ခုလုံးကိုကျန်နာလိုက်ရတဲ့အထီကိုမှသင်္ဘောတွေအတွက်ဒုက္ခရောက်သွားနိုင်တာဖြစ်ပါတယ်။ဒါကြောင့်ဇိမ်ခံသင်္ဘောကြီးတွေရဲ့အားအနည်းဆုံးနေရာကအင်ဂျင်မဟုတ်ဘဲနဲ့သင်္ဘောအောက်ခြေကမမြင်ရတဲ့ဘက်တီးရီးယားလေးတွေဖြစ်နေတာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ရေစိုးတန်းစင်စနစ်အတွက်အနံ့သက်တွေအတွက်ဘက်တီးရီးယားလေးတွေကပဲအဓိကလှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ဒါကြောင့်ခင်ဗျားတို့ရေဆွဲခလုတ်နှိမ့်လိုက်တာနဲ့အားလုံးပြီးသွားပြီလို့ထင်ရပေမဲ့လည်းတကယ်တမ်းမှာတော့သင်္ဘောအောက်ခြေကလျှို့ဝှက်ဆက်ုံကြီးရဲ့အလုပ်ကအဲ့ဒီချိန်ကျမှစတင်ကြတာဖြစ်ပါတယ်။ဒီကနေ့တော့ကျွန်တော်ဖော်ပြပေးခဲ့တဲ့သင်္ဘောတွေပေါ်မှာအညစ်အကြေးတွေကိုဘယ်လိုစနစ်တကျတန်းဆင်လဲဆိုတဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။အခုဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ like and share လေးလုပ်ပြီးတော့အားပေးထားဖို့အတွက်တောင်းဆိုအပ်ပါတယ်ခင်ဗျာ။နောက်ထပ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ The Insight Channel လေးကို subscribe လုပ်ထားဖို့အတွက်တောင်းဆိုပါရစေခင်ဗျာ။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။